အားလုံးမင်္ဂလာပါဖခင်ကျေးဇူးတော်ကြောင့်ကောင်းမွန်စွာနဲ့ရောက်ရှိရတဲ့ခွင့်ပြင်ဆင်ပေးတဲ့ဖခင်နာမတော်ကိုသူပဲချီးမွမ်းပါတယ်အသင်းတော်ရဲ့ကောင်းကြီးဆိုတာအရေးကြီးပါတယ်ဒါကြောင့်အသင်းတော်ထဲမှာရှိနေတဲ့ကောင်းကြီးအရင်ရေးကြီးတဲ့အတွက်ကြောင့်အသင်းတော်ရဲ့ကောင်းကြီးမပါဘဲနဲ့အပြင်မသွားကြပါနဲ့တခုသွားတော့မယ်ဆိုအသင်းတော်ကိုဆုတောင်းခြင်းတင်ပြပါဒါကြောင့်တင်ဘေးအသင်းတော်မှာစက္ကတ်လဲစက္ကတ်တဲ့အသင်းတော်မှာစနစ်တကျပါဝင်စက္ကတ်ကြပါတခုခုဆိုရင်ဆုတောင်းခံကြပါတခုဆိုရင်အသင်းတော်ရဲ့ဆုတောင်းခြင်းနမိတ်လက္ခဏာရမ်းဖြစ်တယ် Come on အသင်းတော်ရဲ့ဆုတောင်းခြင်းနမိတ်လက္ခဏာရမ်းဖြစ်စေဆိုအသင်းတော်တစ်ခုမှာတေချာစိုက်ပျိုးရတိဆောက်တတ်တဲ့သူတွေဖြစ်ဖို့အရေးကြီးတယ်အသင်းတော်တွေဘယ်လိုကောမလဲတွားတတ်တာပါညာကောင်းပါတယ်တိုးတော်ညာလည်းအသင်းတော်တစ်ခုမှာတေးသေးချာချာစက္ကတ်ထားပြီးတော့မှအသင်းဝင်သူတယောက်အနေနဲ့အသင်းဝင်ထားပြီးတော့မှကိုယ့်ရဲ့ကိုယ်တာကိစ္စတွေအရေးပေါ်ကိစ္စဖြစ်လာပြီဆိုရင်အသင်းတော်ရဲ့ဆုတောင်းခြင်းဥမာဆိုပါစို့အသင်းတော်ရဲ့ယုဒနာဆုတောင်းတာပင်လင်ဖခင်ကထိရောက်လှုပ်လှုပ်တဲ့ဖခင်ဖြစ်တယ်ဘယ်မှာတွေ့ရလဲဆိုတော့ပေတရုကိုနောက်တနေ့မှာလေပင်ဖြတ်တတ်တော့မယ့်အချိန်မှာအသင်းဝင်သူများကစူးစမ်းပြီးဆုတောင်းကြတယ်လို့တွေ့ရတယ်ဆုတောင်းတဲ့အချိန်မှာကောင်းကင်တမန်ကဆင်းလာပြီးတော့မှပေတရုကိုဆွဲထုတ်သွားတယ်ဆိုတော့ဒီအသင်းတော်ရဲ့ဆုတောင်းခြင်းမရှိတဲ့အတွက်ကြောင့်ဟာလာယာကုပ်ကခေါင်းဖြတ်တတ်ခံလိုက်ရတယ်ဆိုယာကုပ်ခေါင်းဖြတ်တတ်ခံလိုက်ရတဲ့အချိန်ကြတော့မှအသင်းတော်ကဝိတ်ဖြစ်လာတယ်သူတို့ပြန်ပြီးတော့နှုတ်ထလာပြီးတော့မှငါတို့ဆုတောင်းရမယ်ဆိုတာသဘောပေါက်တော့ပေတရုတို့ပြန်ဆုတောင်းတဲ့ခါမှာပေတရုလွတ်မြောက်သွားတယ်ဆိုတော့အသင်းတော်ရဲ့ဆုတောင်းခြင်းအရန်ရေးကြီးတဲ့အတွက်ကြောင့်တေချာချာဒီအသင်းတော်တွေမှာဘယ်အသင်းတော်မှာတင်ပါဒါမဲ့ဆုတောင်းချင်းရှိတဲ့အသင်းတော်ဖြစ်ရမယ်ဆုတောင်းချင်းရှိတဲ့အသင်းတော်ဖြစ်ရမယ်အစာရှောင်ဆုတောင်းခြင်းမှာလည်းပဲတေချာဆုတောင်းခြင်းမြင့်တင်ကြဖို့ဆရာအနေနဲ့အားပေးခြင်းနဲ့ဆုတောင်းခြင်းကိုများများချိန်ယူပါ9နာရီနဲ့12နာရီမှာကျွန်တော်တို့အနည်းဆုံး2နာရီလောက်တောက်လျှောက်မဆုတောင်းနိုင်ရင်မဆုတောင်းနဲ့โอเคเนาะကြံတဲ့ချင်ကိုးကွယ်တာပဲလှုပ်လို့ရတယ်တောက်လျှောက်ကဆုတောင်းခြင်းတွေအစမပြတ်လှုပ်သွားမှာ9 10 17 12ဆို3နာရီမှာ2နာရီကပထမတနာရီကလုံးဝကိုးကွယ်ကြ2နာရီမှာဒါ soaking လုပ်နေကိုးကွယ်တာမျိုးလဲလုပ်လို့ရတယ်ဒါပေမဲ့ music တော့ဖွင့်ထားပြီးတော့မှတခါတည်း2နာရီဇက်တိုက်အဲ့ဒီဆုတောင်းခြင်းကိုမြင့်တင်ပြီးတော့မှအဲ့ဒီဆုတောင်းတဲ့အချက်တွေကိုတေချာဆုတောင်းပြီးတော့မှအဲ့ဒီအချက်တွေအတိုင်းဖြစ်လာမယ်ဆိုတာကိုလည်းယုံကြည်တကယ်ဖြစ်လာမယ်ဘာကြောင့်ဆိုတော့ခရင်ဆိုးရုပ်တဲ့ကာလဖြစ်တော့ကြောင့်ကျွန်တော်ဆုမတောင်းလို့မရတော့လေရင်ပဲစီစီကားပဲစီစီနွားလဲပဲစီစီမြင်းလဲပဲကြိုက်တယ်လဲစီစီဘာပဲစီစီကျွန်တော်တို့ဆုတောင်းခြင်းမရှိလို့ရတော့ကျွန်တော်တို့အန်ဒီရဲ့အရန်ရှိတဲ့ချိန်တိုင်းဖြစ်တယ်ဆိုကျွန်တော်ဆိုပြန်လာတဲ့လမ်းတောက်လျှောက်မှာဆိုရင်အမျိုးစုံသတင်းတွေကြားတယ်ဘာဆိုသူတို့ရဲ့အခုလက်နက်တွေကကြောက်စရာရန်ကောင်းတယ်အရန်မိုက်တယ်အခုအမေရိကသုံးတဲ့လက်နက်ဆိုရင်ဒါလုံးဝမထင်ထားတဲ့လက်နက်လုံးဝမထင်ထားတဲ့လက်နက်နဲ့ချသွားတာဆိုတော့ကဘာစစ်တော်ဥတီနေပြီဗျဥတီနေပြီကျင်းတည်တယ်ဒါကဘာစစ်ဥတီနေပြီဆိုတော့ကျွန်တော်ဘာပြင်ဆင်ပါလဲတခြားကဘာငိမ့်တက်ချင်းရမယ်ဆိုတော့မှလူတွေကအကြီးကျယ်ဟိုဥစားတခြားဂျိုမှာသွားပြီးတော့နေဖို့Elon Musk တို့အစားကြိုးစားနေကြတယ်မရပါဘူးဖယားကဘာကိုလူနေဖို့လှုပ်ထားတာဒီကဘာတစ်ခုပဲရှိတယ်သွားလှုပ်လို့မရလူကလှုပ်ချင်တာလှုပ်လို့မရပါဘူးပြောချင်တာလူနေဖို့ဖြစ်တဲ့ဒီကဘာကြောင့် gravity ဆိုတာထည့်ထားပေးတယ်လူကမမြောက်နေဘူးဘောလုံးကြီးမပေါ်နေဘူး gravity ထည့်ထားပေးတယ်ပြီးတော့ oxygen ထည့်ထားပေးတယ်အဲ့ဒါကဘာမှာပဲရှိအဲ့ဒါလူအတွက်ဖယားလှုပ်ထားပေးတာကျိမ့်နေတယ်အဲ့ဒါတေးရောက်ကတီးတီးတန့်တန့်မလှုပ်ထားပဲနဲ့ပြီးတော့ကဘာကပဲအပူအေးမျှတာတခြားနေရာဆိုရင်အပူအေးမမျှတော့တခြားဂျိုတွေကဒီတိုင်း line up လို့လုပ်တယ်လေနဲ့နေနဲ့ line up လုပ်ထိုင်ဒီနေရာကပဲအပူအေးမျှတဲ့နေရာဖြစ်တယ်ကျန်တဲ့နေရာဘာမှမမျှအောင်ဆိုလူနေဖို့နေရာတီးတောင်ဖျားလှုပ်ထားပေးတယ်ဆိုအရင်အောင်စရာကောင်းတယ်ဖန်ဆင်းရှင်မရှိဘူးလို့ပြောရင်တော့ဒါတကယ်ကိုအုံတော့မရှိတဲ့အဖွဲ့တွေတကယ်အုံတော့မရှိတဲ့အဖွဲ့တွေဒီဘယ်တိတ်ပါမကဘာပဲလေ့လာဒီဖန်ဆင်းရှင်ရှိတယ်ဗျာ
ဒါကြောင့်ဒီဖန်ဆင်းရှင်ဖရားကိုကျွန်တော်တို့ကသိခွင့်ရနေတဲ့အပြင်ဖန်ဆင်းရှိတယ်မရှိတယ်ကျွန်တော်ညင်းရမယ့်အချိန်မို့ကျွန်တော်တို့ကအဲ့ဒီဖန်ဆင်းရှင်ဖရားနဲ့အဆက်အသွယ်ရသွားတဲ့ခွင့်ရတဲ့သူတွေအာမင်ဒါပေမဲ့အဲ့လောက်ရရဲ့တာနဲ့ကျွန်တော်တို့ seriously မကိုးကွယ်ဘူးဆိုရင်အဲ့ဘယ်လောက်ကြီးမြတ်လဲဆိုတာကျွန်တော်သိမှာမဟုတ်အဲ့ဒီဖရားတိတ်ကြီးမြတ်လုံးတဲ့ဖရားတိတ်ကြီးမြတ်လုံးတဲ့ဖရားရှင်ဖြစ်တယ်ကျွန်တော်တို့ဒီကမ္ဘာလောကကြီးကဘယ်အချိန်နေ့မြင်ညပျောက်ချိန်ကာလကြီးဆိုတာမမေ့နဲ့လို့ကျွန်တော်အားပေးရှင်တယ်အခုကဘာလို့ကြပြီလဲဆိုတော့ဒီလိုဖြစ်လာတဲ့အပေါ်မှာစစ်အင်အားတွေပြိုင်ဖို့ရန်အတွက်လူတွေကစတင်မလို့မှ nuclear weapon တွေကိုစတင်မလို့မှအရှိန်မြင့်ပြီအခုဆိုရင်ပြင်သစ်တမရဘာပြောလိုက်လဲဆိုတော့ငါတို့ကယူရိုပမှာငါတို့နိုင်ငံနှစ်နိုင်ငံပဲရှိတော့တယ် nuclear ထုတ်လို့ရတယ်နှစ်နိုင်ငံပဲရှိတယ်အဲကြောင့်ငါတို့မြင့်တင်မယ်ဆိုတော့မှ UK နဲ့ United Kingdom နဲ့ French ကပြင်သစ်ကအခုကဒီ nuclear weapon ကိုမြင့်တင်တော့မယ်ဆိုတော့ကျွန်တော်နိုင်ငံရေးကိစ္စတွေပြောတာလည်းမဟုတ်ဘူးဒါပေမဲ့လှုပ်နိုင်တဲ့နိုင်ငံကတော့လှုပ်မှာပဲကျွန်တော်မလှုပ်နိုင်တဲ့နိုင်ငံထဲမှာရှိနေတော့ကြောင့်ကျွန်တော်တို့အဲ့ဒီဖျားနဲ့နေ့ရက်စဉ်တိုင်းမှာသွားတတ်ဖို့အရေးကြီးတယ်အကဘာကြီးကဘာဖြစ်နေပြီညာပဲအဲ့ဒါဘ ഹു တုတ္တတွေဘ ഹു တုတ္တတွေကျွန်တော်စိတ်ဝင်စားအောင်နေ့ရက်စဉ်တိုင်းမှာသင်ဘလို့အောင်မြင်စွာနဲ့အသက်ရှင်မလဲဒီအကြောင်းတွေထိုင်စဉ်းစားပြီးတော့အတင်ဟာစိတ်ပူပန်မှုနဲ့အသက်ရှင်ပါလားမဟုတ်ဘူးနေ့ရက်စဉ်တိုင်းမှာတကူပါတဲ့စိတ်နဲ့ကိုလှုပ်ရှားရှိတာကိုအရှိန်ဟုန်နဲ့လှုပ်သွားဖို့အာမင်ကိုလှုပ်ရမယ့်အရာဒီဇိုင်းမလှုပ်သွားပြီးတော့မှနောက်ဆုံးထွက်တတ်မှာနောင်တမရပဲနဲ့ထွက်သွားဖို့အရေးကြီးတယ်အာမင်ဘယ်တော့ထွက်မလဲမသိဘူးကျွန်တော်လေမတက်တဲ့အချိန်ကလေးကကျွန်တော်တို့ကဖခင်လက်ထဲအပ်လိုက်ပြီကျွန်တော်ကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်မသိဘူးလေဘာလို့အခုကအီရန်ကလည်းမရတဲ့အမဲသေးနဲ့ပတ်ဆိုးတယ်လို့မျိုး तू ကအမေရိကလှုပ်လို့မရတော့ तू ကပလေအကုန်ရှောက်လုပ်ကုန်ပြီဆိုဘာဖြစ်မလဲဆိုတာမသိဘူးလေရင်တွေတောင်မှဒါအခုဒုံးကြီးတွေကလေရင်ထက်ဟိုပို့တော့မှပုံမြင့်နေဒီကောင်တွေပြန်နေတာဆိုဘာဒီဘလို့ဖြစ်မလဲဆိုတာမသိတော့တဲ့အချိန်ကာလဖြစ်သွားပြီနော်ဟာငါတို့ကတော့အမျိုးသမီးတယောက်လိုပေါ့ကွာအမျိုးသမီးတယောက်လိုပေါ့မြန်မာနိုင်ငံမှာတကယ်ဖြစ်တာမြန်မာနိုင်ငံကလည်းတော်တယ် pilot တွေကလားလေယာဉ်မောင်းနေရင်လေယာဉ်အင်ဂျင်ဒီလိုဒီလေယာဉ်အင်ဂျင်တစ်လုံးကပြတ်သွားပြီတဲ့ညာဘက်ကလေယာဉ်အင်ဂျင်တစ်လုံးပြတ်သွားပြီပတ်ငါမလဲတော့ဒီတစ်ဖက်နဲ့ပဲလဲနေတယ်ဆိုတော့ဒါပေမဲ့ pilot ကကြိုးစားပြီးတော့သူရအောင် landing လုပ်နေပါတယ်အားလုံးဟာလားဒီလေယာဉ်မေကအားပိတ်နေလူတိုင်းအောင်စိုးရင်လည်းလူအရန်စိုးရင်လည်းဒါပေမဲ့အဲ့ဒီဘယ်ဘက်အချမ်းမှာရှိတဲ့အမျိုးသမီးတယောက်ကလုံးဝမစိုးရင်အဖွားကြီးညနာခတ်တီပဲမစိုးရင်ဒါနဲ့လေရင်ကောင်းမွန်စွာနဲ့ဆင်းလဲဆင်းတော့သွားမေးတယ်အကုန်လုံးကြောက်လန့်နေချိန်မှာအန်တီကဘာကြောင့်မျက်နှာတစ်ချက်မမဲ့သွားပဲနဲ့အေးစိတ်ငြိမ်သက်လာလားအင်ဂျင်ကပြတ်တာဟိုဘက်လေငါဘာမှပြတ်တာမှမဟုတ်တာငါမြင်တာပဲငါပတ်တော့တာဟိုဘက်ဒီမှာမပြတ်ဘူးလေအေးစေးပဲငါဘက်စိုးစရာမရှိဘူးလို့ပြောလို့မရဘူးလေရင်ပြတ်ရကိုသေးပါအခုကဘာဖြစ်နေဆိုတော့ဟို Middle East ကိစ္စငါတို့နဲ့ဘာမှဆိုင်ဘူးငါတို့အာရှမှာအေးစေးပဲလို့မထင်နဲ့ထင်အဲ့ဒီအန်တီနဲ့တူတူပဲအဲ့ဒီအန်တီလိုပဲဒီချိန်ဒီကာလတောက်ဆရာကောင်းလားတစ်ချက်မှားနှိမ့်မိတာနဲ့ကဘာရဲ့၄ပုံမှာ၃ပုံလောက်ကနိုင်ပိုင်းတွင်းမှာပြတ်ကျသွားတယ်အဲ့လိုအခြေအနေမှာကျွန်တော်ရှိနေတယ်ဆိုတော့ဒီလိုအချိန်မျိုးမှာဘယ်လိုပုံစံနဲ့အသက်ရှင်မှာလဲတို့တယ်ယောမဩရစာခန်းကြီး1အငယ်19အလုံးတူတကွကြည့်ကြရအောင်ယောမ1:19အဘယ်သို့ဖြစ်သည်ဟုမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြင့်အသက်ရှင်လိမ့်မည်ပြန်ဖတ်ရအောင်
အဘယ်သို့ဖြစ်သည်ဟုမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလုံးငါဧဝံဂေလိတရားအပြင်ထင်ရှားရရှိ၏တဲ့ဆိုတော့ဒီနေ့အခြေခံပြီးတော့ပြောချင်တဲ့အရာကဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်အာမင်ဖြောင့်မတ်သောသူကဘာနဲ့အသက်ရှင်လဲယုံကြည်ခြင်းအပြင်အသက်ရှင်တယ်ဖြောင့်မတ်သောသူဟာယုံကြည်ခြင်းအပြင်အသက်ရှင်တယ်ဆိုတော့အင်္ဂလိပ်လိုဆိုရင် the just shall live by faith the just shall live by faith ဖြောင့်မတ်သောသူဟာယုံကြည်ခြင်းနဲ့အသက်ရှင်ပါတယ်ဖြောင့်မတ်သောသူဟာယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ဆိုတော့ကျွန်တော်တို့ဟာဒီလောကမှာယေရှုတော်ကြောင့်ဖြောင့်မတ်ခြင်းကိုယေရှုအပြင်ရတော်သူတွေဖြစ်သွားပြီအာမင်ဆိုတော့ဘသူရဲ့ဖြောင့်မတ်ခြင်းကိုရတယ်ဆိုယေရှုရဲ့ဖြောင့်မတ်ခြင်းကိုရတဲ့အတွက်ကြောင့်တို့ဟာလုံခြုံတယ်ကြိုးစားပြီးတော့ဖြောင့်မတ်အောင်နေနေတာမဟုတ်ဘဲနဲ့ယေရှုအပြင်ဖြောင့်မတ်တော်သူတွေဖြစ်သွားပြီဆိုတော့သင်သဘောပေါက်မယ်သင်ကကြိုးစားပြီးတော့ဖြောင့်မတ်အောင်လုပ်နေတဲ့သူမဖြစ်ပါစေနဲ့ယေရှုအပြင်သင်ဖြောင့်မတ်တော်သူဖြစ်တယ်အာမင်သင်ကိုတင်သိရမယ်သင်ကဘာတူလဲဖြောင့်မတ်တော်သူဖြောင့်မတ်ခြင်းကိုရထားတဲ့သူဖြောင့်မတ်ခြင်းကိုကြိုးစားပြီးရတာပဲယေရှုတော်ကြောင့်ရတာဖြစ်တယ်အာမင်တောင်ကျမ်းစာဘာပြောလဲဆိုတော့ယုံကြည်သောအပြင်ယေရှုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုလောလောရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်ဆိုတော့ယေရှုတော်ကြောင့်တို့ဟာကယ်တင်ခြင်းကိုရတယ်တနည်းအားဖြင့်ကယ်တင်ခြင်းလို့ပြောလာတဲ့အခါမှာယေရှုအပြင်တို့ကဖြောင့်မတ်တော်သူတွေဖြစ်ခွင့်ရသွားတာဒါကြောင့် seek ye first the kingdom of God and his righteousness လို့ပြောတယ်မြန်မာလိုကြတော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းရှိစွာရှာလို့ပြောပေမဲ့အင်္ဂလိပ်မှာကြတော့ seek ye first the kingdom of God and his righteousness ဆိုဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့ဟလာဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုတို့ကရတာမမေ့ပါနဲ့တင်တို့ညီကိုမောင်မတို့တင်အခြေခံတင်မလွတ်သွားစေနဲ့တင်ကယေရှုရဲ့ဖြောင့်မတ်ခြင်းကိုရထားတဲ့သူဖြစ်တယ်ဒါကြောင့်တင်ဖခင်ရှိမှမတ်တရက်ခွင့်ရှိတာဖြစ်တယ်တင်ကအထူးဆုတောင်းခွင့်ရထားတော်သူဖြစ်တယ်ဖခင်ရှိမှမတ်တရက်ခွင့်ရတာကတင်ရဲ့ကောင်းမှုကုသိုလ်ကြောင့်လုံးဝမဟုတ်ဘဲနဲ့ယေရှုရဲ့ဖြောင့်မတ်ခြင်းကိုရထားလို့ဖြစ်တယ်ဒါကြောင့်ယေရှုကပြောလဲ I am the way the truth and the life no man cometh unto the Father but by meငါဒီလန်ကီတမတရားအသက်ဖြစ်တယ်ငါကိုအမိမပြုတ်လင်အဘယ်သူမြခမည်းတော်ထံသို့မရောက်ရဆိုတော့ဖျားရှေ့ကိုရောက်ခွင့်ရတဲ့သူကဘယ်သူလဲဆိုတော့ဖြောင့်မတ်ခြင်းရထားတဲ့သူဘယ်သူအဖြစ်လဲယေရှုအဖြစ်ဖြောင့်မတ်ခြင်းရထားတဲ့သူတွေကဆုတောင်းရင်အရန်တကိုးပါတယ်ဥမာကျွန်တော်ဆိုအမြဲတမ်းစမ်းသပ်တယ်အဲ့ဒီအခုဆိုရင်ကျွန်တော်ကKorean Airline နဲ့ပြန်လာတယ်ကျွန်တော်ဘေးလေရင်စီးစီးturbulence အရန်ကျန်းလာပြီဆိုရင်ကျွန်တော်ဒီလိုမျိုးအများအားစမ်းတတ်တယ် turbulence ဆိုတာကလေချမ်းပေါ့လေချမ်းတိုက်တာပေါ့လေချမ်းတိုက်ရင်လေရင်ကအရန်ခါတယ်အဲ့ဒီအနောက်တိုင်းနိုင်ငံတွေကိုသွားရင်အဲ့ဒီဟိုအဲ့ဒီနေရာတနေရာရောက်ရင်ကျွန်တော်အများအားသတိထားမိတယ်အရန်ခါတယ်လေရင်ကခါရပြတ်တာမရှိပါဘူးကျွန်တော်အတွက်တော့ဒါပေမဲ့ကျွန်တော်စမ်းတာပေါ့နည်းနည်းဗာစမ်းလဲဆိုအမြဲတမ်းငါအဲ့ဒီခါတာကိုလုံးဝမကြိုက်ဘူးအဲ့ဒီလေကိုမို့ကျွန်တော်အိတ်လို့မရလို့လေခိုင်တို့လာအော်ပြီလေစီဘယ်တက်ပါဆိုဖီးငုတ်တယ်ကျွန်တော်တေးချနေချိုင်မအိတ်ရဘူးအဲ့ဒီအတန်ကြိုင်ကျွန်တော် very sensitive ဆိုအေးအတန်ကြိုင်ကျွန်တော်ပြန်လန့်နိုးတော့သူခါတိုင်းသူလှမ်းអော်ပြီသူကျွန်တော်မကြိုက်တော့ကျွန်တော်ကဒီတိုင်းပြောလိုက်တယ်အိတ်ချင်တယ်လေအဲ့ဒီလေရင်ကိုခါတဲ့လေချမ်းငါတင့်ကိုယေရှုနာမနဲ့အခုပဲအမိန့်ပေးတယ် come အခုပဲအဲ့ဒီလေချမ်းပြန်ငြိမ့်စေငြိမ့်နေမြို့ဘောကမှုလို့လေလို့ပြောရင်အဲ့ဒါဘာသာရေးသမားဖြစ်သွားပြီ
အဲ့ဒါဘာသာရေးသမားဖြစ်သွားပြီမင်းရပေါ်ကုန်လေလို့ပြောရင်ဟုတ်တယ်ကျွန်တော်ကမာကြည့်အောင်နှစ်ကောခန်းကြီး9ငွေ27မှာပြောလဲအလွတ်ရတယ်လေအလုံးဟမ်ဖတ်လိုက်တော့လေထိုးပြနိုင်မထူးတော့ဘယ်ကြောင့်နေဟုမူကားဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်ပြစ်ရှိသောသူဖြစ်စေတော်မူဘယ်လောက်အောင်စရာကောင်းလဲကျွန်တော်တို့ဖခင်ဘယ်လောက်ချစ်လဲဆိုရင်အပြစ်နဲ့ကင်းစင်သောသူငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေလိုက်တယ်တို့အချစ်လုံးလို့လေအပြစ်နဲ့ကင်းစင်သောသူငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတယ်အပြစ်ရှိသောသူဖြစ်စေတယ်ဆိုတော့တကယ်တော့အပြစ်ရှိတာဘာတူလဲတို့တွေလေဒါပေမဲ့တို့အတွက်ဘာတူအပြစ်ရှိစေလိုက်တာလဲဘာတူယေရှုကိုအပြစ်ရှိစေပလိုက်တယ်ယေရှုအပြစ်တွေယေရှုမှာဘာအပြစ်မှမရှိတာတို့အပြစ်တွေအားလုံးယူရယေရှုကိုတင်ပလိုက်တယ်ကွာအကြောင်းမူကားတဲ့ငါတို့တည်တဲ့ထိုသူအဖြစ်ဘာတူအဖြစ်ထိုသူအဖြစ်ယေရှုအဖြစ်ဘာတူရှိမှလဲဘုရားသခင်ရှိတော်ဘာဖြစ်သွားတာလဲဖြောင့်မတ်တော်သူဆိုတော့ကြည့်အောင်တင်တဘောပေါက်ရမှာကတင်ကယေရှုအဖြစ်ဖြောင့်မတ်တော်သူဖြစ်သွားပြီဖြောင့်မတ်တော်သူလို့ဒန်းထိုင်အော်နာမို့ဖြောင့်မတ်တော်သူရဲ့ရပိုင်ခွင့်နေရှိတယ်ဖြောင့်မတ်ပြီလို့ပြောရင်အဲ့ဒီဖြောင့်မတ်ပြီဆိုထိုင်အော်နာမဟုတ်ဘူးဖြောင့်မတ်တော်သူမှာသူ့ရဲ့လောက်ပိုင်ခွင့်နေရပိုင်ခွင့်နေရှိတယ်အဲ့ဒီဖြောင့်မတ်တော်သူရဲ့ရပိုင်ခွင့်ပါဆိုဖျားရှေ့မှာမတ်တရခွင့်ရှိတယ်ဖျားရှေ့မှာမတ်တရခွင့်ရှိတယ်ဂျေဇုပလင်ချေတော်ရင်တို့တိုးဝင်ခွင့်ရှိတယ်ပြီးတော့မှဖခင်ရဲ့မဆချင်းတွေကိုရယူပိုင်ခွင့်ရှိတယ်ဘယ်လောက်အောင်စရာကောင်းလဲအောင်စရာနော်ညီကောင်မောင်မတို့ကိုရပိုင်ခွင့်ကိုမသိလို့မရကိုဘသူလဲဆိုကိုမသိရင်ကိုရပိုင်ခွင့်ကိုမသိတော့ကိုရဲ့ရပိုင်ခွင့်နေကိုမှရှိတယ်ဖြောင့်မတ်တော်သူတယောက်ရဲ့ရပိုင်ခွင့်ငါကယေရှုအဖြစ်ဖြောင့်မတ်ပြီလို့ပြောရင်စိတ်တက်ကြနေစရာမလိုဘူးငါ့ကိုယုံကြည်တော်သူဒီငါပြုတော်အမှုကိုပြုလိမ့်မယ်လို့ပြောတယ်မဟုတ်လားဆိုယေရှုဘာပြုလဲလို့ယေရှုအများကြီးပြုတဲ့ထက်နဲ့တတ်မဲ့ကိုယေရှုဟာအမြဲတမ်းစကားပြောတယ်တစ်ပင်ကိုမင်းဘယ်တော့မှအတီးမတီးစေနဲ့တဲ့ပြောလိုက်တဲ့ချိန်နဲ့စာအဲ့တစ်ပင်ရတွေ့လျှောက်သွားတယ်ကျွန်တော်ညီကိုမောင်မတွေကို natural ထဲမှာမနေစေချင်ဘူးဖခင်က supernatural ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် supernatural နဲ့အသက်ရှင်တော်သူတွေဖြစ်စေချင်တယ်မဟုတ်ရင်ဒီလောကကဒီ natural ထဲမှာနေတယ်ဆိုရင်အန္တရာယ်ရှိတယ်ပြီးတော့မှ natural နည်းနည်းလေးလုံတော့ပြောမိ supernatural ပြောပြီးဆိုတာ ਨੇ ခရိယန်နေရာပဲပြန်ပြီးတိုက်ခိုက်တယ်ခရိယန်နေပဲပြန်တိုက်ခိုက်လိမ့်မယ်ဒါပေမဲ့ဖခင်အသင်ကို natural ထဲမှာရှိစေခြင်းနဲ့ဖခင်မဟုတ်ဘူးတဘာဝအထဲမှာရှိစေခြင်းနဲ့ဖခင်မဟုတ်ဘူးတဘာဝရဲ့အထက်မှာစိုးစံစေခြင်းနဲ့ဖခင်တဘာဝရဲ့အထက်မှာစိုးစံစေခြင်းနဲ့ဖခင်ဒါကြောင့်ဖခင်ဘာပြောလဲတိယောခန်းကြီး၄ငယ်၄မှာချစ်သားတို့သင်တို့ဒီဖျားသခင်နဲ့ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းကသင်တို့ဘက်၌ရှိသောသူသည်လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏လို့ပြောတဲ့အတွက်ကြောင့်သင်က natural ထဲမှာရှိရမယ်သူမဟုတ်ဘူးသင်က supernatural ထဲမှာရှိရမယ်ဆိုတော့သင်က natural ကိုပဲမြင်တတ်ပြီးတော့ supernatural မမြင်တတ်ဘူးဆိုရင်နေ့ရက်စဉ်တိုင်းမှာဒီလောကရဲ့သင်ကိုချိန်ချောင်းနေမှာပဲ come onသင်မကြားမှာဆိုလို့ပြန်ပြောမယ်သင်ဟာ natural ထဲမှာပဲရှိပြီးတော့ supernatural ထဲမှာသင်မနေတတ်ဘူးဆိုရင်ဒီလောကရဲ့ချိန်ချောင်းမှုသင်နေတိုင်းခံနေရမယ်ငွေကြေးကိစ္စအိမ်တော်ရေးကိစ္စစီးပွားရေးကိစ္စအမျိုးစုံသောကိစ္စတွေကျန်းမာရေးကိစ္စနဲ့သင်အမြဲတမ်းကြောက်လန့်နေရလိမ့်မယ်သင်အမြဲတမ်းသင်မြင်နေရတဲ့အရာတွေကသင်ကိုလှည့်စားနေလိမ့်မယ်မြင်ရတဲ့အရာတွေအားလုံးသင်ကိုစိုးရင်စိတ်တွေဖြစ်စေလိမ့်မယ်စိုးရင်ချင်းကြောက်ရွံ့ခြင်းတွေအားလုံးသင်ကိုဆွဲချမယ်နေ့တိုင်းသင်ကိုဘုရားသခင်အမြဲတမ်းချီးမြှောက်ခြင်းနဲ့ဘုရားဒါပေမဲ့သင်ရဲ့စိုးရင်ခြင်းကသင်ကိုပြန်ဆွဲချသွားလိမ့်မယ်သင်ကိုသင်ဆွဲချသွားတာအဲ့ဒါသင်ကဆွဲချခွင့်ပေးလိုက်လို့ဘာလို့ဘုရားသခင်ငါတို့ကြောက်တတ်တဲ့စိတ်မပေးဘူးတဲ့တကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းသောစိတ်ကိုပေးတယ်ဒါဆိုသင်ကဘယ်ကနေကြောက်တတ်တဲ့စိတ်ကရောက်လာတာလဲလို့ဘုရားမပေးတဲ့ကြောက်ရွံ့ခြင်းသင်မှာရှိလာပြီဆိုရင်သင်ကိုတရရောက်ပေးထားတော့သင်လက်ခံထားလို့ပေါ့
တေချာစဉ်းစားရအောင်ညီကိုမောင်မတော်ဖယားပြောထားပြီးသားငါကားတဲ့ကြောက်တတ်တဲ့စိတ်ကိုမပေးဘူးတဲ့ပြောပြီးသားငါမပေးဘဲနဲ့မင်းဘလို့ရောက်နေတာလဲမင်းမဘလို့ရှိနေတာလဲလို့ဖယားပြန်မင်းတင်ဘလို့ဖြစ်မလဲတင်လက်ခံထားလို့ပေါ့တင်လက်မခံမဲနဲ့တင်ဘယ်တော့မှတင်စီကိုရောက်လာအောင်ဘယ်သူမှလှုပ်လို့မရဘူးတောင်ကျမ်းစာဘာပြောလဲ resist the devil he will flee from you တဲ့ but we don't know how to resist the devil ကျွန်တော်တို့ဘယ်လို resist လုပ်ရမလဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်အခွင့်မပေးပါဘူးစာတန်ကိုလို့တင်ပြောလိုက်မယ်တင်းရဲ့စဉ်းစားခြင်းတွေကစာတန်အခွင့်ပေးနေတဲ့အချိန်တွေအများကြီးရှိတယ်တင်စဉ်းစားတာမှားတာနဲ့စာတန်ဝင်ရတကပောက်ဖြစ်သွားမယ်နော်တင်စဉ်းစားတဲ့ပုံကမှားလာရင်တင်းရဲ့တွေးခေါ်တဲ့ပုံကမှားလာရင်စာတန်ဝင်တော့မှာပဲစာတန်ကတင် तू လုံနိုင်တဲ့လောက်ကတော့ तू လုံမှာပဲတင်းရဲ့ဝိညာဉ်ကို तू ဖျက်ဆီးလို့မရပါနဲ့တင်းရဲ့ခန္ဓာကို तू ဖျက်ဆီးလို့ရသေးတယ်ဖြောင်းမတော့ तू လို့ပြောပါစေတင်းကိုဖျက်ဆီးလို့ရနေသေးတယ်ဒါကြောင့်ဖယားကိုယ်တိုင်ဘာပြောလဲဆိုတော့ဟာလာခန္ဓာကိုယ်သာဖျက်ဆီးနိုင်ပြီးဝိညာဉ်ကိုမဖျက်ဆီးနိုင်သူမကြောက်နဲ့လို့ပြောတဲ့အခါမှာဖယားကိုယ်တိုင်ကမင်းဝိညာဉ်တော့ तू ထိလို့မရတော့ဘူးနော်တဲ့ဒါမဲ့မင်းခန္ဓာကိုမင်းမထိန်မင်းကိုမင်း protect မလုပ်နိုင်ဘူးဆိုမင်းကိုမင်းမစောင့်ရှောက်နိုင်ဘူးဆိုရင်မာနကမင်းရဲ့ခန္ဓာကိုယ်ပါ तू ဖျက်ဆီးရောသွားအောင်မှာပဲတဲ့ resist the devil he will flee from you တဲ့မာနကိုစီးတာတဲ့တို့ပြုလင်ထိုသူဒီတင်းထံကပြေးသွားလိမ့်မယ်တဲ့ flee from you တဲ့မင်းထံပြေးသွားမှာဒီတိုင်းတော့ဒီတိုင်းတော့မဟုတ်ပြေးသွားရလိမ့်မယ်ဆိုကျွန်တော်တို့ကကျွန်တော်ဘာတူလဲဆိုတော့ကျွန်တော်မသိဘူးဆိုပါစို့ဆိုရင်နေတယ်ကွာကြောက်တယ်ကွာဒါဆိုရင် something wrong နေပြီဖယားငါမပေးတဲ့ဟာတခုမင်းစီဘလို့ရောက်လာဒီကပောက်ကျက်မှာဖြစ်တဲ့ပုံစံတိုင်းပေါ့ကပောက်ကျက်ခန်းကြီး3မှာကျွန်တော်အဝတ်အချီးစီးရှိတော့ကြောက်ရွံ့ပုံလက်နေပါတယ်မင်းရောဘာသူပြောလဲမင်းရောအဝတ်အချီးစီးရှိတယ်လို့ဘာသူပြောလဲအစတုန်းကလည်းအဝတ်အချီးစီးပဲ तू မသိဘူးအစတုန်းကလည်းအဝတ်အချီးစီးရှိတာပဲဒါပေမဲ့အခုချိန်မှာဝတ်ချီးရှိတော့မင်းရောဘာသူပြောတာလဲ Who told you that သူအခွင့်ပေးလိုက်ပြီလေဒါကြောင့်အံ့ဩစရာကောင်းတာအဝတ်ချီးရှိတော့ကြောက်ရွံ့ပုံလက်နေတယ်အဝတ်ချီးရှိရင်ကြောက်အောင်မရှက်ရမှာဒါဆိုစဉ်းစားကြည့်ဒိဋ္ဌာကြည့်အဝတ်ချီးရှိတော့ကြောက်ရွံ့ပုံလက်နေပါသည်ရှောက် ပုံလက်နေပါတယ်တဲ့အဝတ်ချီးရှိတော့ဘာဖြစ်လဲကြောက်တယ်တဲ့လုံခြုံခြင်းမရှိတော့ဘူးဘာဖြစ်လို့လဲကြောက်ရင်ရှင်ကဘယ်နဲ့လာလဲဖျားဘုံမရှိတော့ရင်ကြောက်လာပြီလူမှာဖျားဘုံရှိတယ်လူမှာဖျားဘုံရှိတယ်ဒါကြောင့်ထလော်လင်းတော့တင်းအလင်းရောက်လာဖျားကြီးဘုံတော်ဒီတင့်ပေါ်မှာပေါ်ထွန်းလက်ရှိတယ်ဆိုတော့တို့ကဖျားဘုံနဲ့သွားလာတဲ့သူတွေခမောဘုံမရှိတော့ရင်ဘာရှိပြီလဲကြောက်တဲ့စိတ်နေရာယူလာပြီဘုံမရှိတော့ရင်ဘာရှိပြီလဲကြောက်တဲ့စိတ်ဒါဆိုရင်ဖယားရဲ့ဘုံကဘယ်ချိန်မှာပြန်ပြီးတော့မှတင့်အထဲမှာလွှမ်းခြုံနေသိလားဖယားနဲ့ပြန်ချိန်ယူခြင်းပဲ The more you fellowship with God ဖယားနဲ့များချိန်ယူလာလေဖယားရဲ့ဘုံကတင့်ကိုလွှမ်းခြုံလာလေပဲ Hallelujah Hallelujah နှစ်ကောခန်းကြီး3ငယ်18မှာဒါကိုဖော်ပြထားတာတင်ဖယားနဲ့များအချိန်ယူလာလေဖယားသခင်ကိုတင်ကအမြဲတမ်းမျှော်လင့်လေဖယားနဲ့တင်အမြဲတမ်းစာငတ်ပြီးတော့မှတိုးဝင်လေမျက်နှာဖုံးကိုဖွင့်လေမှန်ကိုကြည့်တဲ့သခင်ဖယားရဲ့ဘုံအသရေကိုကြည်မြင်၍ဝိညာဉ်တော်တရား၏အရှင်သည်ရောင်ကြီးတော်ကိုလွတ်တော်မူသည့်တိုင်ငါတို့သည်ဖယားသခင်ပါလေ sorry ငါတို့သည်ဘုံအသရေတိုးပွား၍ပုံတရံတော်နှင့်အညီကြောင်းလဲခြင်းရှိကြရ၏So ဘုံတိုးတယ်ဗမာလိုကြတော့အင်္ဂလိပ်မှာကြတော့ glory to glory တဲ့ Come on glory to glory ပြောရအောင် Hallelujah ကျွန်တော်တို့က natural ထဲမှာရှိရမယ့်သူတွေမဟုတ်ဘူးကျွန်တော်နှုတ်ကပတ်တော်တေချာမသိလို့ဒါလှည့်စားခံနေရတာ
ဆရာတွေကသူတို့ကိုယ်တိုင်ကလည်းသူတို့ဒီ natural ထဲမှာပဲနေတဲ့အခါမှာ supernatural ပြောလာရင်သူတို့ defense ပြန်လုပ်တယ် natural သမား defense ပြန်လုပ်တယ်ပြန်တော့ကွဲကားတယ်ငါတို့ကဒါတဘာဝကြကြတရားဟောတယ်ကျွန်တော်တဘာဝကြကြမဟောနိုင်ဘူးကျွန်တော်ဖယားတဘာဝမကြလို့ဒီကျမ်းစာကြီးကတဘာဝကျမ်းမို့အဲ့ဒါထာဝရဖယားရဲ့ကျမ်းထာဝရမှာတဘာဝမရှိတော့ဘူးတဘာဝဆိုတာအချိန်ကန့်သက်ရှိတယ်ထာဝရမှာအချိန်ကန့်သက်မရှိတော့ဘူးဟာလေလုယာယေရှုခရစ်တော်လောကကိုကြွဆင်းလာတဲ့တဘာဝကြကြကြွဆင်းလာတာမဟုတ်ဘူးညီကိုမောင်မတို့မေတော်မာရိဝန်းထဲမှာပရိသေတွေတည်ကြတဲ့ဟိုယောက်ျားနဲ့မိန်းမအိတ်ထားတဲ့ဟာမဟုတ်ဘဲနဲ့ဟိုတရှင်တော်ဝိညာဉ်တော်ပြပရိသေတွေတည်တဲ့ဟာလာဒီကိုဝင်လာတော့လည်းတဘာဝမကြဘူးထွက်သွားတော့လည်းရှင်ပြန်ထမြောက်ချင်းနဲ့ထွက်သွားတယ်တဘာဝမကြဘူးအဲ့ဒီဖယားငါတို့ကိုးကွယ်တယ်ဆိုတော့တဘာဝထဲမှာနေရှင်နေဆိုရင်တော့ up to you man မဟုတ်ညီကိုမောင်မတော့တင်းကဖယားငါ့ကိုယုံကြည်တော်သူတွေငါပြုတ်တော်အမှုကိုပြုတ်လိုက်မယ်ယောဟန်ခန်းကြီး40နဲ့မှာငါပြုတ်တော်အမှုပြုတ်လိုက်မယ်ထိုထက်တာ၍ကြီးတော်အမှုလည်းပြုတ်အောင်မယ်ကြီးတော်အမှုပြုတ်မယ်လို့ပြောတဲ့ခါမှာဘာကိုပြောနာလဲတောင်းကြည့်မာကုခန်းကြီး7မှာကြည့်အောင်မာကုခန်းကြီး7မှာမာကုခန်းကြီး7အငယ်30လောက်နဲ့စကြည့်အောင်ဘာတွေ့ရလဲဖျားသခင်ခဏလေး7မလုံးနဲ့ sorry နည်းနည်းလေးမာကုအခန်းကြီး7ဥစ္စာလောက်တော့မယ်နော်7ကိုကြည့်နတ်ဖန်နေ၌မဟန်နေ၌ဘေဒနီရွာမှပြန်ကြစဉ်တွင်စာမွတ်တော်မူ၏အရွက်နှင့်ပြည့်စုံသောတင်မောသဖန်ပင်ကိုအဝေးကမြင်လျင်တင်မောသဖန်သည်စွတ်သောအချိန်ကာလမရောက်သေးသောကြောင့်ထိုပင်၌အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟုကြွသွားပြီးရောက်သောအခါအရွက်ကိုသာတွေ့တော်မူသည်ရှိသောအခုမှစ၍အစင်မပြတ်သိအသီးကိုအဘယ်သူမျှမစားစေနှင့်ဟုမိန့်တော်မူ၏ဘသူသူစကားပြောနာလဲအပင်ကိုစကားပြောနေတာအပင်ကိုစကားပြောနေတာတမဲကိုစကားပြောနေတယ်တပည့်တော်တို့ဒီလဲကြားကြ၏ယေရုရှလင်မြို့သို့ရောက်ကြသောအခါဒါမှဖတ်တော့ကြော်မယ်နော်ဒါကိုဖတ်တာအိမ်ပြန်ရောက်ပြန်ဖတ်โอเค20ရက်နေစသွားမယ်နတ်ဖန်အချိန်လမ်း၌ sorry နတ်အချိန်တွင်လမ်း၌သွားကြစဉ်တင်မောသဖန်ပင်သည်အမြင့်မှစ၍တွေးလျှောက်လျက်ရှိသည်ကိုမြင်ကြအမြင့်မှစလည်းတွေးလျှောက်နေပြီတိချာတော့ညီကောင်မောင်မတို့ကျွန်တော်နှုတ်ကပတ်တော်တိုင်းသွားမယ်ဆိုရင်လူလုံးမစင်စားတော့နဲ့ဖျားစဉ်းစားခိုင်းတယ်လို့တင်စဉ်းစားရတော့မယ် come on ကျွန်တော်တကယ်ပြောတယ်ညီကိုမောင်မကျွန်တော်အခုသွားနေတဲ့အခါမှာအခုဆိုရင်ကျွန်တော်ကဥစ္စာပေါ့ international speaker တယောက်အနေနဲ့ကျွန်တော်ရက်တီလာပြီရက်တီလာတဲ့အခါမှာနိုင်ငံတကာကိုသွားတဲ့အခါမှာသူတို့ရဲ့ culture တွေရှိတယ်သူတို့ရဲ့ပုံစံတွေမတူဘူး okay မြန်မာ culture ဆိုကျွန်တော်သိတယ်ဒီလူအုပ်ကြီးကိုဘယ်လိုတရားဟောရမလဲကျွန်တော်သိတယ်ဒါပေမဲ့ဟိုရောက်သွားတဲ့ခါမှာကျွန်တော်မသိတော့ I totally depend on Holy Spirit ပဲဒါရှင်တော်ဝိညာဉ်တော်ရဲ့သူတို့ရဲ့ culture တွေကျွန်တော်ပြောဆိုမှားသွားတယ်တခါတည်းကျွန်တော်ဟလာဟိုနိုင်ငံနဲ့နှင်ထုတ်မဲ့ကွက်တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီကြားထဲကနေကျွန်တော်ဝိညာဉ်တော်ပဲအားကိုးလို့ကျွန်တော် confident အပြည့်နဲ့ကျွန်တော်ဆော်တာအပြည့်ဆော်တာပြီးတော့ပို့ဆိုတာကျွန်တော်သွားလှုပ်တဲ့နေရာကတကယ်ကိုဘာသာရေးမြို့တော်ကြီးဆိုအဲ့ဒီမှာကျွန်တော်သွားတဲ့အတွက်ကြောင့်အများကြီးစိတ်ခေါ်မှုတွေရှိတယ်ဒါပေမဲ့ကျွန်တော်လုံးဝမကြောက်ဘာလို့မကြောက်တာလဲဆိုတော့ကျွန်တော်ဘက်မှာရှိတဲ့ဖယားကဘေးနိုင်ငံရဲ့ရောက်ကျွန်တော်မကြောက်ဘာဆိုတော့ကျွန်တော်ဖယားကဒီနိုင်ငံရဲ့ဖယားမဟုတ်တကမ္ဘာလုံးရဲ့ဖယားဆက်ကြောက်တော့တစ်ခုလုံးရဲ့ဖယားဖြစ်တယ်ကျွန်တော်မကြောက်ဘူး hallelujah ဆိုကျွန်တော်တို့ဖျားပေးထားတဲ့အခွင့်အရေးတွေကိုကျွန်တော်ကောင်းကောင်းယူတတ်ဖို့အရေးကြီးသလိုအဲ့ဒါဒီလောကမှာပြန်ပြီးတော့မှအသုံးချတတ်ဖို့အရေးကြီးတယ်နနက်ချိန်တွေလမ်း၌သွားကြစဉ်တင်မောသဖန်ပင်ဒီအမြင့်မှဆ၍တွေးလျှောက်လဲရှိသည်ကိုမြင်မိတဲ့ဆိုယေရှုကပြောလိုက်ပြီသစ်ပင်ကိုစကားပြောလိုက်ပြီဟုတ်ပြီနော်
တစ်ပင်ဘလို့စကားပြောလဲပြန်ဖတ်ပါအောင်ယခုမှစ၍14မှာ ယခုမှစ၍အစင်မပြတ်သင်၏အသီးကိုအဘယ်သူမျှမစားစေနှင့်ဟု ယခုမှစ၍သင်အတိကိုဘယ်သူမှ မစားစေနှင့်ဟုမိန့်တော် တပည့်တော်တို့ဒီလေ ကြားကြ၏ ဒီအတိကိုမင်းရဲ့အတိကိုဘယ်သူမှမစားစေနဲ့တော့ပြောလိုက်ပြီး20ကိုရောက်လာတော့ဘာဖြစ်ပြီလဲ နနရှင်နနသင်မောတဖန်မင်းသည်အမျက်မှစ၍တွေ့လျှောက်လက်ရှိသည်ကိုမြင် တစ် ကြ ပင်ကြီးကိုစကားပြောတယ်ကွယ်တစ်ပင်ကြီးကတွေ့ချောက်သွားပြီတမဲကြီးကယေရှုရဲ့စကားကိုနားထောင်ရတာဟုတ်ပြီဆက်သွား21မှာ ပေတရုသည်တတိယလေအရှင်ဖျားကြည်တော်မူပါကျိန်တော်မူသောသင်မောတဖန်မင်းသည်တွေ့လျှောက်ပါပြီတကားကိုရှောက်လေ၏ ကိုတော့ချိန်နဲ့သင်မောတဖန်ပင်ကတွေးချောက်ပါပြီတကကျွန်တော်နားလည်အောင်ရှင်းပြမယ်ကျွန်တော်တို့ကျမ်းစာကြီးအလကားပေးထားတာမဟုတ်ဘူးကျမ်းစာအလကားပေးထားတာမဟုတ်ဘူးဒီကျမ်းစာကဖခင်ရဲ့နိဥပဒေတအင်္ဂလိပ်လို့ဆိုရင် principle ဖခင်ကဒီဇလန်းတွေကိုပေးထားတာမဟုတ်ဘူးသူ့ရဲ့နိဥပဒေတနဲ့ဒီလောကမှာအသက်ရှင်ရင်တင်ဒီလောကကိုအောင်ကိုအောင်တယ်ဟာလေလုယာလောကဘလောက်ပဲအခြေအနေတွေဆိုးပါစေတင်အောင်ကိုအောင်တယ်တင်အမိန်ပေးလို့ရတယ်တင်လှုပ်လို့ရတဲ့ကိစ္စတွေအများကြီး supernatural လှုပ်လို့ရတာအများကြီးရှိတယ်အာမင်ပေတရုဒီတရိယာလေအရှင်ဘုရားကြည်တော်မူပါကျိန်တော်မူသောတင်မောတဖန်မင်းဒီတွေးချောက်ပါပြီတကားကိုရှောက်လေအဲ့ခါမှာကိုရောစတင်ပြီဒါကြောင့်ငါထံမှာနိခံလို့ယေရှုအလကားပြောနေတာမဟုတ်ဘူးသူလုပ်တဲ့အရာတွေအလုံးစီမှာသင်ယူစရာအများကြီးရှိတယ်ဒါနဲ့ဗာပြောလဲ22မှာ ယေရှုကလည်းသင်တို့သည်ဖျားသခင်ကိုယုံကြည်ခြင်းရှိကြလော့ သင်တို့ဒီဖျားသခင်ကိုဗာဖြစ်လဲ ယုံကြည်ခြင်းရှိ ယုံကြည်ခြင်းရှိကြလောတဲ့မကြီးကိုရောတဲ့တင်မောတဖန်မင်းရတွေးချောက်သွားပြီနော်တဲ့ကိုရောပြောတဲ့အတိုင်းတကယ်ဖြစ်သွားပြီတဲ့ယေရှု level တစ်ချက်ပဲပြောတယ်မင်းတို့ဘာလို့လဲ have faith in God have faith in God ဒါကြောင့် the just shall live by faith ရာလကားမဘူးညီကိုမောင်မတို့ဒီဖြောင်းမတော်သူဒီယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မယ်ယေရှုပြောနေတာလေအဲ့ဒါပဲ have faith in God ဒါဆိုရှင်းရှင်းလေးပဲတင့်ကိုတင်အမြဲတမ်းတင်ချိန်ထိုးလို့ရအောင်ကျွန်တော်ရှင်းပြမယ်တင့်မှာကြောက်တတ်တဲ့စိတ်ရှိပြီဆိုတင့်မှာဘာမရှိလို့လဲသိလားယုံကြည်ခြင်းမရှိလို့ယုံကြည်ခြင်းရှိရင်ကြောက်တဲ့စိတ်နေရာမရှိဘူးယုံကြည်ခြင်းရှိရင်ကြောက်တဲ့စိတ်နေရာမရှိဘူးကြောက်တဲ့စိတ်ဆိုရင်လည်းစိတ်နေရာဝင်နေပြီဆိုရင်သင်ယုံကြည်ခြင်းကိုပြန်တည်ဆောက်ရတော့မယ်တေချာမသားညီကိုမောင်မတို့တင်းရဲ့အခြေအနေအမှန်တင်သိဖို့လိုတယ်ညီကိုမောင်မတို့ပြန်ပြောမယ်တေချာနားထောင်တင်းမှာကြောက်တဲ့စိတ်စိုးရိမ်တဲ့စိတ်အခြေအနေကိုကြည့်ပြီးတော့မှငါဘလို့ရှေ့ဆက်သွားမလဲမသိတော့ဘူးဆိုရင်ပတ်စာမရှိလို့ပဲဖြစ်ဖြစ်အခြေအနေကိုကြည့်ပြီးတော့သင်စိုးရိမ်နေပြီဆိုရင်တင်ပတ်စာမရှိတာစိုးရင်စရာမဟုတ်ဘူးယုံကြည်ခြင်းမရှိတာကိုစိုးရင်ရတော့မှာဟယ်လိုဘာစိုးရင်ရတော့မှာပတ်စာမရှိတာကိုစိုးရင်ရမှာမဟုတ်ယုံကြည်ခြင်းမရှိတာကိုတင်စိုးရင်ရတော့မှာဘာကြောင့်လဲတိယောခန်းကြီး9အငယ်4မှာဘာပြောလဲဖျားကတားဖြစ်တော်သူမိဒီကလောကကို အောင်တတ်၏ အော်လောကအောင်ခြင်းအကြောင်းကပါလေ ငါတို့ယုံကြည်ခြင်းပေသည် လောကအောင်တာပတ်စံနဲ့အောင်တာလားယုံကြည်ခြင်းနဲ့အောင်တာလားယုံကြည်ခြင်းနဲ့အောင်တာလားပတ်စံနဲ့အောင်တာလားအဓိကတင်ပတ်စံကုန်သွားလို့ပြဿနာမရှိယုံကြည်ခြင်းမရှိတော့ဆိုပြဿနာရှိပြီအမယုံကြည်ခြင်းနဲ့အကုန်ရယူပိုင်ခွင့်ရှိတယ်ယုံကြည်ခြင်းနဲ့အကုန်ရယူပိုင်ခွင့်ရှိတယ်ဟောတင်မကြားလိုက်ဘူးယုံကြည်ခြင်းရှိလဲအကုန်ရယူပိုင်ခွင့်ရှိတယ်ဟာလတင်ဆုံးရှုံးတဲ့အရာတွေအားလုံးယုံကြည်ခြင်းနဲ့ပြန်ယူပိုင်ခွင့်ဖျားပေးထားပြီးသားတင်ကြိုက်တာဆုံးရှုံးပါစေယုံကြည်ခြင်းနဲ့အကုန်ရယူပိုင်ခွင့်ရှိတယ်အာမင် ဒါပေမဲ့အဲ့ဒါတစ်ဖက်သားစ조사ပြီးယုံကြည်ခြင်းမဟုတ်ဘဲနဲ့ဖျားပေးတဲ့ယုံကြည်ခြင်းဟာလေလုယာဘယ်သူပေးတဲ့ယုံကြည်ခြင်းဟာလေလုယာတင်မွေးလာကြတဲ့ပါလာတဲ့ဟာအဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးဒါကြောင့်ကျမ်းစာဘာပြောလဲ faith come by hearing ယုံကြည်ခြင်းဆိုတာရောက်လာတာတင့်မှာမရှိဘူးတင့်မှာမွေးရရှိတာကြောက်ရွံ့ခြင်းဖျားပေးတာယုံကြည်ခြင်းတ
တင်းထဲမွေးကလေးပါလာလားပါလေကြောက်ရွံ့ချင်းဘသူထည့်ပေးလိုက်တာအပြစ်ရဲ့လက္ခဏာမွေးစားကပဲပါလဲအပြစ်ပါတယ်အဲ့ဒီအပြစ်ရဲ့ဆက်တွဲပါလာလေကြောက်ရွံ့ချင်းတင်းမှာကြောက်ရွံ့ချင်းရှိနေပြီဆိုရင်တင်းမှာတင်းပေါတိဆောက်တော့မလဲယုံကြည်ခြင်းရှိလာပြီဆိုရင်တင်းအနောက်ပိုင်းကိစ္စတွေကတင်းယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကတင်းတိုင်းဖြစ်လာတော့မှာဖြစ်တယ်ဟာလေလုယာယုံရင်ပြီးတော့မှပြောတဲ့စကားတွေအားလုံးတင်းအနောက်ကနေအကုန်ပြန်လိုက်လာတယ်မင်္ဂလာတွေအကုန်ပြန်လိုက်လာတယ်ကျမ်းမာခြင်းပြန်လိုက်လာတယ်အောင်မြင်ခြင်းပြန်လိုက်လာတယ်ကျွဲဝခြင်းပြန်လိုက်လာတယ်မင်္ဂလာတွေအကုန်လုံးလောက်နောက်ကနေပြန်လိုက်လာတယ်ယုံကြည်ခြင်းနဲ့ဒါဝိဒ်ကဘာပြောလဲ goodness and mercy shall follow me all the days of my life လို့ပြောတယ်အဲ့တိုင်းဖြစ်လာတယ်သူရဲ့တတ်တာမှာ hallelujah hallelujah ဘုရားခင်နာမဘုန်းကြီးပါစေအာရပါရဖျောက်ရှိမွားဘုရားခင်နာမဘုန်းကြီးပါစေကြီးမြတ်တဲ့ဖခင်ရဲ့ဖွင့်ပြခြင်းအတွက်ကျေးဇူးချီးမွမ်းရအောင်အာမင်တင်မှာကြောက်ရွံ့ခြင်းရှိနေပြီဆိုရင်တင်ပါတိဆောက်တော့မလဲအာမင်ယုံကြည်ခြင်းတိဆောက်ယုံကြည်ခြင်းကဘယ်ရလာတာလဲကြားနာခြင်းကဘာလဲဖခင်ရဲ့စကားဒါဆိုယုံကြည်ခြင်းတိဆောက်မယ်ဆိုရင်ဘာလဲတိဆောက်တော့မှာလဲဖခင်ရဲ့စကားတင်ရှားတော့မယ်ပတ်စံမရှိတာတင်မဆိုရင်နဲ့ယုံကြည်ခြင်းမရှိရင်တင်ကိုဖြတ်စည်းတော့မယ်မကြခင်မှာပတ်စံဘလောက်ပဲရှိရှိယုံကြည်ခြင်းမရှိရင်အသင်ထဲမှာစိုးရင်ခြင်းရှိနေတယ်ပတ်စံဘလောက်ရှိရှိသင်စိုးရင်မှုနေရာယူနေတဲ့သူတွေအများကြီးလောကမှာပတ်စံရှိရင်တင်အကောင်းဆုံးဟိုတယ်ကိုတရက်ကိုဒေါ်လာ1000ကျော်တန်ဟိုတယ်တင်သွားတဲလို့ရတယ်ဒါပေမဲ့အိပ်ပျော်ခြင်းကတော့ပတ်စံနဲ့သွားဝယ်လို့မရအောင်ချစ်တော်မူသောသူအိပ်ပျော်ရတဲ့အခွင့်ဖခင်ပေးတယ်ဖခင်ပေးမှရတဲ့အရာတွေအလုံးပတ်စံနဲ့ဝယ်ဖို့မစင်စားနဲ့မရအောင်ညီတရှိအောင်ပတ်စံနဲ့ဝယ်လို့မရအောင်The just shall live by faith not by fear by faith by faithတို့စဉ်းစားရအောင်တို့နေ့ရက်စဉ်ထဲမှာကြောက်ရွံ့ခြင်းနဲ့အသက်ရှင်နေရပြီဆိုရင်အဲ့ဒီနေ့တွေအားလုံးအတင်အသက်ရှင်တာမဟုတ်အသက်ရှင်နဲ့တည်နေတာတင်တနေ့ကုန်တင်စိုးရင်မှုနဲ့ပဲတင်ကြော်ဖြတ်ခဲ့တယ်ဆိုအဲ့ဒီနေ့တင်တည်ခဲ့တာတင်အသက်ရှင်ခဲ့တာမဟုတ်ဘူးတင်အသက်ရှင်ခဲ့တာမဟုတ်ဘူးတင်အသက်ရှင်ခဲ့တာမဟုတ်ဘူးတင်ရောဘုရားသခင်အသက်ရှင်စေခြင်းတယ်တင်ရဲ့ life ကို enjoy ဖြစ်စေခြင်းတယ်ဒါကြောင့်နောက်ကဘာတော့ပြောလဲ rejoice in the Lord sometime မပြောဘူး always and again I say rejoice သင်ဝမ်းမမြောက်နိုင်ဘူးဆိုရင်ဒီနေ့သင်ရဲ့ဝမ်းမြောက်ရာနေ့ဖြစ်ပါစေဘယ်အခြေအနေတွေကသင်ဝမ်းမမြောက်စေတာလဲပတ်စံကိစ္စလားသင်ရဲ့ကျမ်းမာရေးကိစ္စလားဘယ်ကိစ္စသင်ဝမ်းမမြောက်စေတာလဲယုံကြည်ခြင်းရှိလာရင်ဝမ်းမြောက်ခြင်းကနေရာယူလာတယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေကမကြခင်ဖြစ်တော့မယ်ဟာလေလုယာဟာလေလုယာယေရှုအတေကို supernatural နဲ့အသက်ရှင်စေခြင်းနေပြီတိယဒီလောကဒဏ်ဒုက္ခတွေထဲမှာဆိုရင်ချင်းနဲ့ပူပန်ချင်းနဲ့ကြောက်ရွံ့ချင်းနဲ့နေ့ရက်စဉ်တိုင်းကိုမကြော်ဖြတ်စေခြင်းတော့ဘုရားကတကောပါတဲ့စိတ်ငါပေးတယ်မင်းကိုချစ်တဲ့စိတ်ငါပေးတယ်ရှင်းလင်းသောစိတ်ငါပေးတယ်အဲ့ဒီတကောပါတဲ့စိတ်နဲ့လောကမင်းအောက်ဆိုးစမ်းမှာငါသားသမီးတို့ဘလို့အောက်ဆိုးခိုင်းတာလေတင်းကိုတတ်မဲ့ကိုအမိတ်ပေးခိုင်းနေပြီဘုရားကမာကုခန်းကြီး7အငယ်22 have faith in God ယုံကြည်ခြင်းရှိကြလော့မြန်မာလိုဆိုရင်ဘယ်လိုယုံရမှာလဲ have faith in God ဘုရားသခင်ကိုယုံဘုရားသခင်ကိုယုံခေါ်ပြောဘုရားသခင်ကိုယုံ
ဖခင်ကတင်းအတွက်အကျိုးနဲ့ကိုကြံစီထားတဲ့အကြံစီတစ်ခုမှမရှိဘဲနဲ့တင်းအတွက်အကောင်းဆုံးပြင်ဆင်ထားတယ် Hallelujah အဲ့ဒါကြောင့်နှုတ်ကပတ်တော်ဘာပြောလဲ Call unto me and I will answer you Call ငါ့ကိုခေါ်လို့ငါထုမဲ့တယ် Call တဲ့ဘယ်လိုခေါ်မှလဲကိုတော့ယေရှုအဲ့လိုអော်ခိုင်းတာမဟုတ် Call ဆိုတဲ့အဓိပ္ပာယ်က Seek ငါ့ကို focus လုပ်စမ်း Focus on me and I will show you great and mighty things. Amen. 2 days ago, I meditated on that scripture. Call unto me and I will answer you. Lord, so many people calling you. No, they don't call me. What does that mean? Call unto you. What does that mean, Lord? He said, focus on me. And then the scripture say, call unto me and I will answer you and I will show you great and mighty things. I want to show you, but you have to focus on me. That's what he said. We have to focus on God. ဖယားကိုခေါ်တယ်ပြောတယ်ဒါပေမဲ့ကျွန်တော်အာယုံဖယားမှာမရှိဘူးကျွန်တော်ဖယားခင်မဆပါလို့ပြောတယ်ဒါပေမဲ့မဆခိုင်းတယ်ဒါပေမဲ့အာယုံကဘယ်မှာရှိတယ်ဆိုတော့ပြဿနာမှာပဲရှိနေအခက်ခဲတွေမှာရှိနေတယ် No call unto me and I will answer you ဆိုတာငါ့ကို focus လုပ်လိုက်စမ်းပါငါပြချင်တဲ့အရာတွေအများကြီး I will show you great and mighty things there ငါမင်းတို့ပြင်ဆင်ထားတဲ့အရာတိတ်တိတ်လေးမဟုတ်ဘူး Come on ငါမင်းတို့ပြင်ဆင်ထားတဲ့အရာအရင်ကြီးမားလို့အားကြီးတယ်မင်းရဲ့အုံနောက်နဲ့မမိနိုင်တဲ့ကိစ္စတွေငါမင်းတို့စီစဉ်ထားပြီးသားမင်းအုံနောက်တိတ်တိတ်လေးနဲ့စဉ်းစားလို့စိတ်ပူနေမဲ့စားငါပြင်ဆင်ထားတဲ့အရာကိုမင်းမြင်တောက်ကြည့်စမ်းပါ Focus on God Hallelujah Focus on God ဆိုတာပါလေတကယ်တော့ very simple တင်းရဲ့အာယုံကိုကြံတဲ့နေရာမှာတက်ဖျားမှာပဲအာယုံစိုက်ထားလိုက်ဟိုကိစ္စတွေဒီကိစ္စတွေဟိုပြဿနာတွေဒီပြဿနာတွေငါဘလို့ဖြေရှင်းမလဲငါဘလို့ဖြေရှင်းမယ်မဖြေရှင်းတဲ့ညီကိုမောင်မတို့ဖျားက the better belong to God တိုက်ပွဲကဖျားရဲ့တိုက်ပွဲဖြစ်တယ်ကိုရဖျားနဲ့အနားယူတက်ဖို့လိုတယ် Hallelujah Hallelujah ဖျားကတိုက်ပေးချင်လို့ဖျားဘာပြောလဲ Come and I will give you rest God said come to me Jesus said come to me မင်းဘာတွေဆွေးနေလဲမင်းဘာတွေကြောက်နေလဲကျွန်တော်မသိဘူးဒီနေ့ဒီထဲမှာဖျားစကားပြောခိုင်းတယ်ကြီးကျယ်စိုးရင်ချင်းနဲ့အသက်ရှင်တဲ့သူတွေကြောက်ရွံ့ချင်းသက်ရှင်တဲ့သူတွေငါမပေးတဲ့အရာမင်းဘယ်ကနေရခဲ့တာလဲငါမပေးဘူးမင်းစိုးရင်ချင်းငါမပေးဘူးကြောက်ရွံ့ချင်းငါမပေးဘူးငါမင်းကိုပေးရှင်တာ I will give you what rest ငါမင်းကိုပေးတာက relax ငါမင်းပေးချင်တာကငြိမ်သက်ခြင်းငါမင်းပေးချင်တာကစိုးရင်ချင်းမရှိဘဲနဲ့အနားယူတတ်ခြင်း I just want to give you rest I will give you rest today God want to give you rest ဖယားတင်ဒီနေ့ပေးရှင်တဲ့အရာကအနားယူခြင်းဖယားတခင်တင့်အတွက်ပြင်ဆင်ထားတဲ့အနားယူခြင်းအခုမှမဟုတ်ညီကောင်မောင်မကဘာဦးတဲ့ပြင်ဆင်ခဲ့တာယေရှုအပြင် Hallelujah ကဘာဦးရဲ့ဖယားပြင်ဆင်ခဲ့တာဟေဘရဲအခန်းကြီး၄မှာနောက်မှတင်လို့ပြန်ဖတ်ကြဖယားပြင်ဆင်ထားပြီးသားတင်တို့ကစိုးရင်ချင်းသွားပြီးနေရာသွားပေးတာငါမှဖယားရှိတာပဲဘာလို့စိုးရမှာလဲဆိုတဲ့အတွေးတစ်ခုဘာလို့မဝင်နိုင်တာလဲ Come on ငါမှဖယားရှိတာပဲငါတော့အကောင်းဆုံးပြင်ဆင်ထားတဲ့ဖယားရှိတာပဲငါဘာလို့စိုးရင်ရမှာလဲဆိုတဲ့အတွေးတစ်ချက်ဘာလို့မတွေးနိုင်တာလဲဘာလို့မတွေးတာလဲ Hallelujah ဒီကိုတင်ပြမင်းငါဖယားကိုယုံနေဆိုငါဖယားကိုယုံနေဆိုယုံတယ်လို့ပြောပြမှာငါဖယားရှိတာငါဘာကြောက်နာလဲအရာခတ်တဲ့တတ်နိုင်တဲ့ဖယားပြည်လေကိုလမ်းဖြစ်စေတဲ့ဖယား Hallelujah
လုယာကြောက်တဲ့ကရေကိုထွက်စေတဲ့ဖခင်ရှိတာပဲအဲ့ဒီဖခင်ကကျမ်းစာထဲရှိတဲ့ဖခင်ပဲမဟုတ်ယနေ့အသက်ရှင်နေတဲ့ဖခင် come on shakaraba seteregabo shitiyaba hallelujah ဒီနေ့မှာဖခင်ကအလုံးလုံးချင်နေပြီအလုံးလုံးကိုပေးလိုက်စမ်းပါတွေးတာမားနေတဲ့အရာတွေဆွဲထုတ်ပြလိုက်စမ်းပါပြောရစမ်းပါငါမဖခင်ရှိတာပဲလောကစိတ်ချလိုက်စမ်းပါ The battle is not yours. God said the battle is not yours. God said the battle is mine. Sipuya mi kaisa mo nga kaisa lo biya pyo ni de. Come on di yong ta pho lo de. Sipuya mi kaisa mo nga kaisa lo biya pyo ni de. Di sai cha ta mo biya kaung ji pe ba se. Hallelujah. Biya pe de nyai tat chin ko ya yu ba de lo pyo ya. Biya pe de nyai tat chin ko ya yu ba de. Hallelujah. Biya pe de aung ji chin ko ya yu ba de pyo ya. Shakaraba seterebo shitiya kabase. Hetaraba sotorogobo shitiya kaba. The just shall live by faith. We have to walk by faith, not by sight. Amyene do tashiyama mo yonji shine tashiyama. Amyene tashiyama mo yonji shine tashiyama. Amyene tashiyama mo yonji shine. Di ku myin twe na de ya de aro di le sa mi de ya de yi be. Hallelujah. Yonji shin so ma myin de de ya ko ti ma swai lan tie jaung phit de. Nyin de ya mo ku. Aku la shi shi de ya de ti chao yun se de so ye se de so ye. Ti di ne pya na ywa me ne ye phit de. Hallelujah. Hallelujah. Harama se tepe yobo shiti yakaba. Thank you, Lord Jesus. Say thank you, Jesus. Say it again. Thank you, Jesus. Hallelujah. Do you call it negative? Do you call it Sunday pay shadow? Sunday pay shadow. When you know go, I love the whip here. I get the Sunday cigar beyond maybe. I get the cigar sap beyond maybe. Think of Piaki cigar beyond maybe. I could be Johnny that Yari. I love Piaco kind of cigar beyond it. Hallelujah. You know, oh no, then it told you like, but young house got Johnny, the end of Caillou Playa, Gucci. Harama seterebo shiti yakaba. Hallelujah. Hallelujah. They could do it at drink on him a payasaka paella. They do it at drink on him a payaya cadito de paella. Payakrido Mababa and doing that so it's Malay at Dweko. They do it at Dweko, Payakadido Baba say. This is our time of Payakrido Mabai and a Paya Lolo Maya. Payabama Lane Piamo. Payabama Lane Piamo. She I saw that she lay ballet. Payama Leuna ballet. How they actually? How they? At a lipians in Hava. She I saw that good also. Payaba Biola Sorekam, have faith in God. Have faith in God. Think Pia the Kingo, Yonchi Chinshilo. Hallelujah.
တင်းပေါ်မှာတိတ်ကောင်းမြတ်တဲ့ဖခင်ကစကားပြောနေပြီယုံကြည်ခြင်းတစ်ခုတည်းသာရှိတယ်ဒီထဲမှာမုံတိုင်းထဲမှာရှိနေသူတွေရှိတယ်မုံတိုင်းထဲမှာရှိတဲ့သူတွေဖခင်စကားပြောနေယုံကြည်ခြင်းတစ်ခုတည်းသာရှိတယ်ငါအလုံးလုံးချင်နေပြီဖခင်ကငါအလုံးလုံးချင်နေပြီဟာလေလုယာဟာအလုံးလုံးကိုပေးရှင်လားညီတဲ့ခြင်းတစ်ခုပဲရှိတယ်မကြခင်ငါမင်းရဲ့အခုမြင်တွေ့နေရတဲ့မင်းရဲ့ light ကိုဖျက်ဆီးမယ်လို့ထင်တဲ့မုံတိုင်းကိုငါကိုယ်တိုင်ငြိမ်းပေးဖို့ငါမင်းသားရောက်လာပြီဟာလေလုယာမင်းကိုရင်ဆိုင်နေတဲ့မုံတိုင်းငါကိုယ်တိုင်ငြိမ်းပေးတော့မှာဒါပေမဲ့ငါ့ကိုလှုပ်လှုပ်ခွင့်ပေးဖို့အတွက်မင်းထဲမှာငြိမ်းသက်ခြင်းနေရာယူပါစေနေရာယူပါစေဟာလေလုယာ The just shall live by faith ဖြောင်းမတော်သူဟာစိုးရိမ်ခြင်းနဲ့တက်ရှင်မှာမဟုတ်ယုံကြည်ခြင်းနဲ့တက်ရှင်ရမှာ Come on ဖြောင်းမတော်သူဟာစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းနဲ့တက်ရှင်မှာမဟုတ်ယုံကြည်ခြင်းနဲ့တက်ရှင်ရမှာယုံကြည်ခြင်းဘယ်လာလဲကြားနာခြင်းကဘာလဲဘုရားစကားသင်ဘာတွေကြားနေလဲဘုရားစကားဖြစ်ပါစေဘုရားစကားဖြစ်ပါစေဘုရားစကားဖြစ်ပါစေလူစကားမဖြစ်စေနဲ့ဟိုတည်းဒီတည်းမဖြစ်စေနဲ့ဘုရားစကားဖြစ်ပါစေယုံကြည်ရှိဖို့ဘုရားစကားတန်ကြားဖို့လိုအပ်တယ်။ Okay သင်ကျမ်းစာဖတ်လို့ယုံကြည်ခြင်းမဖြစ်လာဘူးဆိုရင်သင်ဘုရားတန်နားမထောင်တတ်သေးလို့မစိုးရင်လည်းဘာမှပြန်လာမရှိရတာ။သင်ချင်တာဒါလေးနဲ့ဆရာဆုံးသတ်ပြစေ။ယုံတင်ကျမ်းစာဘလောက်ပဲဖတ်တင်ယုံကြည်ခြင်းမတိုးလာဘူးဆိုရင်တင်ဖျားတန်မကြတတ်သေးလို့ Okay အဲ့ဒါဆိုဖျားတန်ကြတတ်တဲ့အမှုတော်ဆောင်များရဲ့တရားဟောချက်တွေကနေအဖြစ်တင်ကိုဖျားစကားပြောနေတယ်ပြန်လာမရှိဘူးအမြဲတမ်းစပိန်မဲ့မောင်းတင်ကားပဲမောင်းတင်တင်မှာအမြဲတမ်းအထိန်တယောက်က instructor တယောက်ကအမြဲတမ်းရှိရတယ်ဆိုတင်တို့ဖျားနဲ့ဘယ်လိုခေါ်မလဲနှုတ်ကပတ်တော်နဲ့တင်တို့မတော်တတ်သေးခင်မှာကျမ်းစာဖတ်တော်ညာလဲဖျားရဲ့ဖွင့်ပြခြင်းတွေ revelation တွေအတန်တွေမကြားတတ်သေးဘူးဆိုရင်အတန်ကြားတတ်တဲ့အမှုတော်ဆောင်များရဲ့ပြောတဲ့နှုတ်ကပတ်တော်ကိုဒါပေမဲ့ဖျားစကားတွေဒီတေချာနာထောင်ပေးတရားဟောချက်တိုင်းကဖျားစကားဖြစ်ရှင်မှာဖြစ်လိမ့်မယ်ဒါပေမဲ့ဖျားစကားတွေက message of hope အပြစ်တင်တဲ့စကားတွေမဟုတ်ဘူးအပြစ်တင်တဲ့စကားဖျားခင်စရာမလာဘူးအပြစ်တင်တဲ့စကားဖျားခင်စရာမလာဘူးအပြစ်တောက်ကဲတင်မှုလာတဲ့ဖျားအပြစ်တင်စရာအကြောင်းမရှိဘူး hallelujah ဖျားကဲတင်တဲ့ဖျားတင်းကိုလဝကတဲ့မှာအသေးခံပြီးတော့မှတင်းအပြစ်ငရဲထက်လည်းပဲကဲတင်ခက်ယုံနဲ့ကဲတင်ပြီးသွားပြီမဟုတ်ဘူးညီကိုမောင်မတို့နေ့တိုင်းမှာတင်းကိုအပြစ်သွေးဆောင်ရာမလိုက်မပါစေပဲမကောင်းသောမှုရာနေကဲနှုတ်ပေးနေတဲ့ကဲတင်ရှင်ဖြစ်တယ် Come on တင်းတို့ကိုအပြစ်ငရဲရပဲကဲတင်းတို့ပြီးတော့ကြံတဲ့ကိစ္စတော့မင်းတို့ကြီးချက်လှုပ်ရှားလို့ပြောတယ်ဖရားမဟုတ်ဘူး No ဆုတောင်းချက်ထဲမှာကအပြစ်သွေးဆောင်မလိုက်မပါစေပဲမကောင်းသောမှုရာမှာကဲနှုတ်ပါလို့ဘာလို့ဆုတောင်းခိုင်းတာလဲဆိုတော့အဲ့ဒီဖရားကတင်းတို့နေ့ရက်စင်နဲ့မှာကဲတင်ရှင်ပေးနေဖရားHallelujahအချိန်တခုရကျွန်တော်ဒီနေ့ဒီမနက်ပိုင်းမှာကျွန်တော်ပြီးဆုံးသွားမယ်ညနေပိုင်းမှာ9နာရီမှာပြန်လာပြီးတော့16ကိုရအောင်ဖျားခင်တင် another level ဆွဲခေါ်ချင်နေပြီကိုကိုချင်းနဲ့ဆက်သွားမယ်တင်ဖျားနဲ့မတော်တဲ့သူပြန်လာမရှိဘူး Okayဖျားစကားပိုင် the message of hope
မျောလင့်ခြင်းအမြဲတမ်းပါတဲ့စကားတွေဖြစ်တယ် the message of hope ဖယားသခင်အတင်းကိုအမြဲတမ်းမျောလင့်ခြင်းအရှင်နဲ့မျောလင့်ခြင်းနဲ့အသက်ရှင်စေခြင်းနဲ့ဖယားမျောလင့်ခြင်းမရှိဘဲနဲ့တင်းယုံကြည်ခြင်းဘယ်လို့မှတည်ဆောက်လို့မရအောင်မျောလင့်ခြင်းမရှိဘဲနဲ့ယုံကြည်ခြင်းဘယ်လို့မှတည်ဆောက်လို့မရအောင်မျောလင့်ခြင်းဆိုတာယုံကြည်ခြင်းကိုတည်ဆောက်ပေးတဲ့အခြေခံအကျဆုံးအရာဖြစ်တယ်တောင်းတင်မုံတိုင်းနေထဲမှာအောင်မြင်စွာနဲ့တွာလာခြင်းဘုရားစကားပဲလို့တယ်အဲ့ဘုရားစကားတင်မကြတတ်ဘူးပြဿနာမရှိဘူးဘုရားစကားတင်မကြတတ်သေးရင်ဘုရားစကားကိုပြောနေတဲ့ဘုရားလူတွေရဲ့စကားကိုတင်ကြံတဲ့အရာတွေထက်ဘုရားစကားကိုမြန်မြန်နားထောင်လို့အဲ့ဒီမုံတိုင်းမငြိမ်မချင်းအဲ့ဒီနှုတ်ကပတ်တော်လွယ်လို့ကြံတဲ့ဟာလုံးဝနားမထောင်ပဲဒီဇိုင်းမမတင်အဲ့ဒီနှုတ်ကပတ်တော်တင့်ထဲမှာထဲတာတင့်ထဲမှာဒီကင်ဆာယောဂမကလို့ဘာပဲဖြစ်နေပါစေတင်နှုတ်ကပတ်တော်သာရိုက်ထဲယုံကြည်ခြင်းဖြစ်တဲ့နေရာအဲ့ဒီအကျိတ်လုံးကပြန်မတော့မှပျောက်သွားတဲ့နေဖြစ်ရတဲ့ခုဘုရားခင်ပြည့်စုံမဲ့နေပဲ